ကျွန်တော်တို့ဒီသတင်းကြမတိုင်ပြီပေါ့နော်ဒီလိုအခု AI လေးနဲ့ translate တွေခက်စားနေလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ခဏတော့အဆင်ပြေအောင်ပေါ့နော်လုပ်ပေးခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်တယောက်ပုံလေးလုပ်လို့ရတယ်ဥပမာဆုံးလေးပုံလေးလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အောက်မှာပလွန်ချပေးမယ်အဲဆိုရင်ဒီ AI နဲ့ကျွန်တော်သတင်းကြတပ်ပုံလေးတွေကိုဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ရအောင်နော်ဒီတော့ကိုလည်းကြည့်နေရသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က create image ဆိုတာလေးတစ်ချက်နှိပ်မယ်။ပြောစီ banana ပုံလေးပေါ့။ရပြီဆိုတော့ကျွန်တော် prompt ရေးထားရလေးကို comment မှာကျွန်တော် prompt ချပေးမယ်။အဲ့လေးတစ်ချက်သွားရေးလိုက်မယ်။ဒီပြီးရင်ကျွန်တော်တို့ညောက်တွဲပုံလေးနဲ့ထုတ်လိုက်ပြီပေါ့နော်။ဒါကတော့ကျွန်တော်ကတော့ကိုယ်တော့ကြားတဲ့မင်းသမီးကိုထည့်တာပေါ့နော်။မိဆိုတော့ကိုချက်သူကြီးသားရှိရင်ချက်သူကြီးသားပုံပေါ့နော်။မရှိရင်လည်းကိုကြိုက်တဲ့မိသားမင်းသမီးပုံနဲ့လုပ်ကြည့်ပေါ့နော်။အဲ့တော့ Photoshop နဲ့ကျွန်တော်လုပ်ထားမှာဟုတ် photo နဲ့အတက်ပြီးပေါင်းတာပေါ့နော်တပ်ပုံမှာတော့အဲ့တော့ကျွန်တော်တောက်လေးနှိပ်လိုက်မယ်အဲ့တော့ဆိုရင်ဒီလိုပုံလေးထွက်လာပြီပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ကစိတ်မယ်ဆိုရင်ဒီပေါ်အများလေးနဲ့ကျွန်တော်တို့စိတ်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို like share လေးလုပ်ခဲ့ပေးမှာမေးပါနဲ့ခင်ဗျာနောက်ထပ်လည်းသိချင်တာရှိရင် comment အောင်မှာသိချင်တဲ့ကြောင်းနဲ့ပတ်သက်ပြီးမေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်